ရန်ကုန်တမြို့လုံးအိမ်ရောက်ဆင်းပြေးခဲ့ရတဲ့ငလင်လှုပ်ရှားမှုဖြစ်စဉ်အောက်တိုဘာလ18ရက်တောက်ကြနေည7:00နာရီဝန်းကျင်ချိန်လောက်မှာရန်ကုန်မြို့သူမြို့သားတွေအများစုကြုံတွေ့လိုက်ရတဲ့မြင်းငလင်လှုပ်ခတ်မှုအကြောင်းကလူပြောများနေတာပါဒီငလင်ကြောင့်အထက်မြင့်တိုက်တွေပေါ်မှာနေထိုင်သူအများစုဟာစိုးရိမ်ထိတ်လန့်ပြီးအဆောက်အအုံအောက်တွေကိုဆင်းပြေးခဲ့ကြရတဲ့အထိပါပဲ။ဘာကြောင့်ဒီလောက်ထိထိတ်လန့်တကြားဖြစ်ခဲ့ရတာလဲဆိုတော့အားလုံးရဲ့စိတ်ထဲမှာစွဲကြံနေစေဖြစ်တဲ့အဖြစ်ဆိုးကြီးတစ်ခုကြောင့်ပါပဲ။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံလေပိုင်းမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးရဲ့နောက်ဆက်တွဲသက်ရောက်မှုတွေပါပဲ။အဲ့ဒီကပ်ဘေးကြီးစပြီးငလင်ဆိုတဲ့စကားလုံးဟာအားလုံးအတွက်တတိပေးခေါင်းလောင်းတန်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။မင်းညကလှုပ်ခတ်ခဲ့တဲ့ငလင်ကတော့ရန်ကုန်တိုင်းတလမြို့နယ်နီးမြေရောက်နဲ့4ကီလိုမီတာကိုပို့ပြခဲ့တာပါ။ငလင်ရဲ့နက်ကတိန်တဲ့အတွက်ရန်ကုန်မြို့ရက်ွက်တော်တော်များများကတိတိတတ်တာခန်းစားလိုက်ရတာဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့အနေထားအရအထက်မြင့်စောင့်အုံများစုဟာတက်တန်းလွန်နေပြီးငလင်တန်းခဏရည်အတွက်စိုးရိမ်စရာဖြစ်နေရကလည်းလူတွေရဲ့စိုးရိမ်စိတ်ကိုပိုတိုးစေခဲ့ပါတယ်။ဒါအပြင်လွန်ခဲ့တဲ့ရက်ပိုင်းတွေကဘူမိဗေဒပညာရှင်တို့ကမြန်မာနိုင်ငံဟာငလင်ကြောကြီးပေါ်မှာရှိနေရကြောင်းရန်ကုန်မြို့မှာငလင်အန္တရာယ်ရှိနိုင်ကြောင်းတတိပေးခဲ့ပြီးမကြခင်မှာပဲအခုလိုတကယ်လောက်ခတ်ခဲ့တာကြောင့်လူတွေကပိုပြီးတော့အလေးထားလာကြတာပါ။ဒီငလင်ပြီးအင်အားကြီးငလင်ထက်လာမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။